呀吼，မင်္ဂလာပါကျမရဲ့မဖြစ်မြောက်တော့တဲ့ဟင်းလေးအကြောင်းကိုလာပြောပြပေးရပါရှင်။မဲသားစီစိန်လေးခစ်ထားတဲ့အချိန်တုန်းကကျမရိုက်ထားတာပေါ့နော်။အဲတုန်းကလိုက်လုပ်တယ်ဒါပေမဲ့မဲကြော်ဖြစ်သွားတယ်မဲသားစီစိန်ဖြစ်ပါတယ်။အဲ့တော့ကျမရဲ့ဒီအခုရိုက်ထားတဲ့ဟာလေးကိုတော့လိုက်ချက်စားလို့မရဘူးပေါ့နော်အဆင်မပြေပါဘူး။ကျမရဲ့ feed သွားတဲ့မဲသားစီစိန်မဲသားကြွကြော်ဖြစ်သွားပါတယ်။အဲ့တော့ကျမစိတ်ပေါက်နဲ့အကုန်လုံးကိုယူပြီးတော့စားပလိုက်တယ်နော်ဟုတ်ကဲ့အားလေးကျမဒီနေ့ပြပြသားမှာဖြစ်ပါတယ်ရှင်စောင့်ကြည့်လိုက်ကြည့်ပေးကြပါအောင်ရှင်ပထမဆုံးကျမဈေးသွားတာလေးကနေစရိုက်ပါတယ်ဒါပေမဲ့လည်းဗီဒီယိုရမ်းရှည်မှဆိုလို့ပေါ့နော် fast လုပ်လိုက်တာဒီ 2H တင်နဲ့လုပ်လိုက်တာကျမဈေးကိုပြေးသွားသလိုဖြစ်နေပေါ့နော်ပြေးသွားပါတယ်ရှင်ပြေးဈေးတွေကိုသွားနေပါတယ်အကုန်လုံးနဲ့အပြိုင်ပြေးရပါတယ်အဲ့ကျမဆက်ပြီးတော့သွားတယ်ဈေးတွေကိုသွားပြီးတော့ကျမမိသားတော့ဝင်มาဖြစ်ပါတယ်ရှင်မေသားဆိုင်ရောက်ပါပြီမေသားဆိုင်မှာကျမ90တာဝယ်လိုက်တယ်ပေါ့နော်90တာကျမဝယ်အဲ့ဒါ18,000ပေးရပါတယ်အတောင်းကတော့ဘလို့ဟာစိန်လို့ကောင်းလည်းမကောင်းလေတော့ကျမမပြောမိတော့ဒီတိုင်းပဲပေးတာယူလိုက်တယ်ပေါ့နော်တားပေါ်မူတည်သလားတော့မသိဘူးရှင်ကျမလည်းပေးရပဲဝယ်ပြီးတော့ပြန်လာလိုက်ပါတယ်ဒီတော့ရမ်းဝယ်တတ်တယ်ပေါ့နော်ကျမကစီးလေးစီးချိုးတယ်တစ်ထုပ်1000ဆိုတော့ဝင်ရွှေ့ပြီးတော်တော်ဝယ်ခဲ့လိုက်ပါတယ် yes ပြပါတယ်ပြီးတော့ကျွန်မအိမ်ပြန်ပါတယ်အိမ်နဲ့ဈေးနဲ့ကလည်းရန်နီးနီးလေးပဲပေါ့နော်ခဏပဲထွက်လိုက်တာနဲ့အောက်မှာဈေးရဲဆိုတော့လေရန်နီးပါတယ်ရှင်အိမ်ပြန်ရောက်ပါပြီရှင်ဒီနေ့မှလည်းကျွန်မပြေးပါတယ်ဆက်ပြီးတော့ပြေးနေရသေးပါပဲရှင်ရောက်ပါပြီအခုတော့ချက်ဖို့အတွက်ပြင်ဆင်ပါတော့မယ်ပထမဆုံးချင်းချက်သွန်ဖြူတွေကိုတင်ပါတယ်ကျွန်မတင်နေနေမှာစဉ်းစားမိတော့ပေါ့နော်ဒါတွေအကုန်လုံးထောင်းပြီးရေးပဲညစ်ယူမှာပေါ့အဲဒါဆိုရင်ကျွန်မဆက်ပြီးမတင်တော့ပါဘူးလေးပြန်စိတ်လိုက်ပြီးတော့မှရေညှစ်ဖို့ချင်းချက်သွန်ဖြူရေးပဲညှစ်ဖို့အတွက်ရင်ထောင်းလိုက်တယ်ပေါ့နော်ပြီးရင်အဲ့ဒါလေးကိုအရင်ရေလေးတွေကိုမဲသားရေဆေးထားတယ်ရေဖိုးဆေးတယ်ပေါ့နော်3-4ထပ်လောက်ဆေးပြစ်လိုက်တယ်အဲ့ဒါလေးတွေကိုချင်းချက်သွန်ဖြူရင်ဆုံးရေလေးတွေကိုညှစ်ထည့်ပါတယ်ပြီးတော့ကျွန်မမဆလာရှိရပေါ့နော်အဲ့ဒီကောင်းကြိုက်မဆလာလားကြိုက်မဆလာလားအဲ့ဒါလေးထည့်တယ်ချိုမုတ်စားရတာမုတ်လေးထည့်ပါတယ်ထည့်ပြီးတော့စနမုတ်လည်းထည့်လိုက်တယ်ပေါ့နော်တချို့တော့စနမထည့်ဘူးလို့ပြောကြပါမယ်ကျွန်မတော့စနထည့်နေကြဆိုတော့ထည့်လိုက်တယ်ပေါ့နော်ညှိနှက်ပြအောင်ဆိုပြီးတော့မှစနကိုလည်းထည့်နေလိုက်ပါတယ်အမှားတာတုံးလေးတွေကိုရတာစိတ်ဝင်အောင်လက်နဲ့ဆုပ်ပြီးတော့မှနေပေးလိုက်ပါတယ်ဒီအချိန်မှာခဏရတာလေးတွေကိုနှက်ထားလိုက်တယ်ပေါ့နော်15မိနစ်လောက်ပဲကျွန်မနှက်လိုက်တယ်ချိန်ကြိုင်မထားမိဘူးအဲ့ဒါပြီးရင်ကျွန်မတန်းပြောပဲသူ့ကိုအရင်ဆုံးတည်တယ်ပေါ့နော်
သူတွေကထွက်လာတဲ့အရေနဲ့ပဲထည့်လိုက်တာပါကျွန်မတဲတဲ့ပြုတ်တဲ့အဆင့်တော့မှန်လိုက်တယ်ပေါ့နော်ပြုတ်တဲ့အဆင့်ကတော့သူပြောတဲ့အတိုင်းပဲရေမထည့်ဘူးဒီတိုင်းပဲသူပါတဲ့အရေနဲ့ပဲခန်းအောင်ပြုတ်လိုက်တာပါနောက်မှသူရေလေးတွေခန်းသွားပြီပေါ့နော်အောက်မှာနည်းနည်းလေးတောင်မှအလင်းသေးလေးတောင်မှကတ်သွားပြီပေါ့နော်သားကြောင်လားအိုးကြောင်လားမသိဘူးကျွန်မအမှနည်းနည်းအောင်တူပါပေါ့နော်လေးပဲလှုပ်ပြီးသွားလက်ရည်ဆေးမယ်စွမ်းကန်လိုက်လက်ရည်ဆေးလိုက်ဒါလေးကန်လိုက်လက်ရည်ဆေးလိုက်ဆိုရင်လူကကျမတို့အစ်စ်ပါပဲတခုပြီးလို့တခုကန်ပြီးသွားလို့ရှိရင်လက်စီးတဲ့အချင်းပေါ့နော်အဲမှာလက်မှာလည်းကိုယ်ပေးသွားရလဲထားနေပါပြီလို့နောက်ထပ်လည်းဒီစပြီးတော့ထဲအချိန်ကနေမှားသွားပြီလို့ထင်တယ်ပေါ့နော်ဘာဖြစ်လို့လဲစီရဲ့အပူချိန်ကအဲ့ချိန်မှာလည်းမြင့်နေပေါ့နော်ကျွန်မချိန်လာမီအနည်းဆုံးကို100ပဲထားပြီးတော့ထည့်လိုက်မိရပေါ့နော်ဒါပေမဲ့100ထက်50လောက်ထားလို့ရသေးရပေါ့နော်50လျှော့လို့ရတယ်ကျွန်မအဲ့မှာကလေးနဲ့အဲ့100နဲ့ပဲလုံနေခဲ့နောက်တော့မှတော့လောက်ဒီကြာပဲနောက်ထပ်1နာရီ2နာရီလောက်ကြာသွားတော့မှကျွန်မ50 80ကိုရွှေ့လိုက်တော့အဲ့မှာကလေးနဲ့သူ့ရဲ့ပေါ်ရန်အည်ပြားတွေကမှာကြောသွားခဲ့ပြီးဖြစ်ပါတယ်နူးညံ့မလာတော့ဘူးပေါ့နော်ဒါဘလို့ကြိုးစားပြောင်းလဲလို့မရနိုင်တော့တဲ့အဆုံးသတ်ရလက်တစ်ခုဖြစ်ပါတယ်မီးရောင်တွေကိုကင်လို့ရရင်ထိလို့ရတယ်โอเคလုံးနေလေပဲကျွန်မမအောင်မြင်တော့ပါဘူးအချိန်မှကလေးနဲ့နောက်ဆုံးပွက်နေသေးရပေါ့နော်အဲ့ဒါလည်းကျွန်မရေတွေမကုန်သေးလို့ပတ်တာလို့ပြောကြတယ်အတိုင်းပဲဖြစ်မှာပါဆိုပြီးကျွန်မဆက်တယ်ဟိုကန်လို့ရတယ်ဆိုပြီးတည်တယ်ဒါပေမဲ့လည်းနောက်ဆုံးမှရှင်းနေလေးကတော့မကောင်းတော့ပါဘူးရှင်အဲကျွန်မတဲလိုက်တာတော်တော်လေးတဲလိုက်ရပါတယ်ဘယ်လောက်ဆိုရင်9နာရီအကုန်လုံးပေါင်းရင်9နာရီကနေ9နာရီခွဲလောက်ဒီပညာနေခင်းလုံးတဲလိုက်တာပေါ့နော်အဲ့လောက်ကြာတော့တယ်နောက်တနေ့မနေ့ရောက်တော့လဲကျွန်မထပ်ပြီးတော့1နာရီခွဲ2နာရီလောက်တဲလိုက်သေးတယ်ကျွန်မဒါပေမဲ့လည်းသူ့ရဲ့ရောင်စင်ကမဲတူးတဲ့အယောင်ပဲဖြစ်သွားပါတယ်ရှင်ဒါကျွန်မလက်လျှော့လိုက်တဲ့အနေထားပေါ့နော်လက်လျှော့လိုက်ပြီးတော့ကျွန်မပကံနဲ့ထည့်ပြီးတော့မှသူဖိကြည့်ရဲ့ဘလို့မှသူများတွေလိုလေးဤကြလို့ပြင်မလားပြော့ကြတော့တဲ့အနေထားလေးဖြစ်မလားဘူးစောင်းနဲ့တိုးလိုက်တာဂုံကွမ်နဲ့ဖြစ်သွားတယ်ပေါ့နော်ပြတော့ပါဦးရှင်ဒါလေးကတော့ကျွန်မနောက်ဆုံး result လေးဖြစ်ပါတယ်အဲ့နဲ့ပဲကျွန်မတခါရဲ့ပါဇက်ထဲထည့်ပြီးတော့ကောင်းထဲဖော်လိုက်ပါတယ်ရတာလေးကတော့ကောင်းတယ်ပေါ့နော်ဒါမဲ့လည်းကျွန်မအချိန်လေးအများကြီးရင်းနှီးထားရပြီးစီဆိုလေကျွန်မပဲစီပေါ့နော်အိမ်ကပို့ပြရပဲစီလေကုန်းသွားပါပြီကျွန်မအဲ့ဒါလေးစိန်လိုက်တာပေါ့နော်ဒါပေမဲ့အမဲစီဖြစ်သွားတော့ပဲစီကနေပြီးတော့မှအမဲစီရောရပါတယ်ပြီးသွားပါပြီကျွန်မပြရှင်နဲ့အမဲစီစဉ်ကနေအမဲကျော်ဟိုကိုပြောင်းသွားတဲ့စက်တူရီလေးဖြစ်ပါတယ်ရှင်ကျေးဇူးပါဂျိုင်းနဲ့ထည့်ပြီးတော့မနေ့ရောက်တော့လဲစိန်နာတာလေးကိုထပ်ပြီးတော့ထိုးကြည့်နေတာပေါ့နော်ဒါမဲ့လည်းဂျိုင်းအောင်တော့လာပြီးတော့ကွက်နဲ့ဖြစ်တာပါပဲရှင်ကျန်တာလေးဆက်ကောင်းပြီမယ်ကျွန်မနောက်တစ်ခါထပ်ပြီးတော့လုံးမှာပါကျွန်မမကြည့်နဲ့ဘူးဒီပါပဲဆုံးဖြတ်ကြည့်ရှုပြီးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းထပ်ပြီးတော့မှကြည့်ရှုအားပေးကြပါအောင်ရှင်ဒီနေ့တင်ပါတယ် See you in the next video. Thank you so much. Bye bye.